ကဲဒီပွဲကနောက်ဆုံးပွဲလေးမှာအပဲကိုဒီပွဲကဘာကြီးလဲခိုင်ထားကြီးလားပြောလိုက်ဟုတ်ကြည့်လိုက်လေထိုင်တာ9ကကြီးလား ခုနပွဲကိုထိုင်ထားတာကကြီးနော် ငါပြောမယ်နော်ထိုင်တာကိုအမှတ်အများဆုံးတစ်ယောက်ပဲမလောက်အောင်နော်အနည်းဆုံး3ယောက်လောက်အောင် မဟုတ်ဘူးလေနှစ်ချမ်းလေ တီးဦးနှစ်ချမ်းဘာမှလောက်လေ ဟောအဲ့လိုကြီး 3ယောက်တယောက်စိတ် တို့3ယောက်လောက်ပဲတို့3ယောက်လိုက်ကိုထိုးလို့ 3လားပါရှိ3စားလာပြီးဖက်က3စားအော်ဒီမှာဇင်းကြီးလုံးရှိသေးရနော်ဒီပွဲကတရားမလို့ဇင်းကြီးလုံးရှိသေးရနော်ဇင်းကြီးလုံး ဒါဒီဘက်ကကျုံးရပါအောင်15မိနစ်တဲ့ ဇင်းကြီးလုံးပြတာနေအမစားရတဲ့ဇင်းကြီးလုံးတရားဘောရောက်ရင်တော်တရားဘောအာချောင်းတော့မို့ရောက်ထိုင်တာဘယ်နဲ့ချိန်ကြီးဆိုပြီးအာချောင်းတော့မို့တော်တရားဘောအာချောင်းတော့9ချိန်ပဲလေ9ချိန်ပဲလေ9ချိန်ပဲ နေမေကြီးတော့လားငါဇင်းမကြီးရတယ်ထုလိုက်မယ်နော် ဟဲ့ဇင်းမကြီးရလားထိုင်ထားချိန်9ချိန်လို့ပြောတာ 9ချိန်လို့ပြောလိုက်တယ်လေဘာဈေးမညရသေးဘူး အနည်းဆုံး3ယောက်လောက်မှာလို့ပြောတာလေ အဲ့ဒီသူကျင်းသူပါ ဘာမှမပြောနဲ့ရှုံးရင်ထိုင်ထားလို့တာပဲ အနည်းဆုံး3ယောက်လောက်အနည်းဆုံး3ယောက်မလို့ရင်အခုပြောအခုပွဲ နှစ်ချမ်းပဲလေနှစ်ဖက်ပဲလေနှစ်ဖက်ပဲလေကိုထွန်းတစ်ဖက်တို့တစ်ဖက်လေနှစ်ဖက်ပဲလေတို့ရှုံးရင်တို့3ယောက်လုံးမယ် ကိုထွန်းနိုင်ကြလို့ရှင်ဇာလေးတို့3ယောက်လုပ်ပေးမယ်ဇာလေးတို့3ယောက်နိုင်ကြလို့ရှင်ကိုထွန်းတယောက်ပဲလုပ် ဒါပဲ နည်းနည်းပဲလေဘာလဲပြော နင် တာ တို့ကမဟုတ်လေအခုကပွဲကမညီတော့နင်တို့အမှတ်တောင်ဝါမှလေတိုက်သူဖြစ်နေပြီအဲ့လိုဖြစ် စုရေကျေးဇူးပါကလေးစီကူ ခဏပွဲတဲ့အဲ့တိုင်းပဲ အဲ့လေကိုထွန်းကကြောက်တာလားကိုထွန်းကကြောက်တာလားကိုထွန်းကကြောက်တာလား ပြောမယ်တရားမျှတတဲ့စစ်ပွဲ ကျေးဇူးပါများတယ်နာမည်ကိုအော်ပါတယ် လေးခွင့်စားလေးခွင့်ပေးကြပါဦးကိုထွန်းကြောက်နေပြီ တော့ဆက်ပြီးမဖြစ်လို့ နောက်ဆုံးပွဲလေးပါ ဖိနောက် ကို ဆုံး ထွန်း ပဲ ကြောက်နေပြီလေးပါဦး လီမတက်ရဲဘူးက ဒီပွဲမှာလက်တီချလက်တီချလက်တီချလက်တီတွေအကုန်ချလက်တီစေလုံးကြီးစေလုံးလုံးချ ဒီကိုရေလက်တီ ဟဲ့မမမီတက်တို့ကိုစောမိုးလို့တော့ဗာပြစ်ပါလားမသိဘူးတော့ သဝါကြီးမမီတက်ကလည်းမသူ့ဘဲကိုလို့လေသွားကိုစောမိုးလင်းရလဲဂျပန်မှဒီဖုန်သွားကြအောင်မရင်ကုံတော့မာလီတော့ပဲကြီးရမာလီကလည်းမာလီက ငါးစားကိုမင်းလူကလည်းဟေးဇာတ်ကုန်မှလည်းချ လမ်းလမ်းချောတော့ပါ ဆိုရင်ကျေးဇူးအားစားနှစ်စားကုန်ပါပြီငါးစား မမီတက်ကလည်းသူပြောရဲ့ဒီကတဲ့ နောက်ဆုံးပိတ်ဒီပွဲပြီးပြီနော် သူလည်းအော်လာလိုက်ရတော့ ထိုင်ထားလို့ခိုင်းလိုက်မယ်သူ့ကိုထိုင်ထားလို့ခိုင်းလိုက်မယ် ဟုတ်ပါသူကလည်းလောက်ပါမယ်ဒီပွဲရှုံးရင် ခုနသူ့ဘက်ကပြစ်တာလည်းကျွတ်စင်ကျုံးတာကျုံးချက်ကြီးရဲ့ကျွတ်စင် တော်သေးတာဗောဟိုဘက်ကပန်းကုန်မှာဒိုးတွေဒီလိုတင်းစော ငါးစားကုန်ပါလေနှစ်စားကျန်တယ် ထွက်လာပြီနော်ထွက်လာပြီနော်ဒါလေးထွက်လာပြီ မလေးရှိသေးတယ်မလေးကျုံနေတာ ရအရုပ်ကလေးခေါ်လိုက်အောင်ရုပ်ကလေး ပါရှင် မလေးကျုံနေတာမလေးကျုံနေ အပူကြီးဖြစ်ဘောင်းကြီးရမှာဆိုလို့ ကိုရှိုင်း ထဲမို့လို့ငါတည်းရနှစ်ထည့်ပေးမယ်အပူကြီးဖြစ်ကိုထွန်းရဲ့အပူကြီးဖြစ်တဲ့ဆိုရင်ကိုထွန်းရဲ့ဘင်းနဲ့ထဲကိုလက်ဆောင်ရမှာဖြစ်ပါတယ် ပြေးပြီပြေးကြတော့ 2000ကျော်လောက်อ่ะဒီတိုင်းဖုန်းခဏပြချရင်ဟိုဘက်ကနိုင်နေနော် ဟဲ့ဘင်းနဲ့ထဲရမှာ ကြားနေ30တစ်ပတ်တက်ကစိတ်ကျက်တယ်တော့ ဆို ဆို ပေးရမှာတော့ပါလေ မမနဲ့ညိုညီနာတာသူများအမ်ဘီဘူးပန်းမရှိတော့ဘူးဆိုပြီးတော့ လက်ပြူ မညိုညင်ပါဘူး မရလေ သူများစီပြီးအသေးလေးဒီဆုံးပွဲလေးကိုစနိုက်ပေးကြပါဒီနိုင်နေလို့ တီတီယူပြစ်ပေးရမလားလဲဟိုမလုံးနဲ့တီတီယူမပြစ်နဲ့လက်ကလေးလေ လက်ပြတားရဲ့ဘယ်ပြစ်မှာကြာနေရဖင်ကောင်းကျယ်နော် ပြစ်ချလိုက်လို့ကတော့ဝါးကနေဖြစ်သွားမယ်မပြစ်နဲ့တီတီယူမပြစ်နဲ့ မမနဲ့ပွဲကြီးရှိလို့မပြစ်ခိုင်းတာနောက်မှဆိုကြုံခိုင်းတယ်ဘယ်တော့မှမပြစ်နဲ့မပြောဘူး ဟုတ်ပါနဲ့ဟိုဘက်က6000ကျော်လေးနဲ့တနာစရာကြီးကြည့်ပါဦး ကိုထုံးနဲ့မန်းနေတာ မင်္ဂလာပါရှင် ဘဲတို့ပြောင်းနေလို့တဲ့ဘဲုံမေရတာဘာကြီးမှမသိရကော နံပွဲမှာပြည့်ဟုတ်တယ်နံပွဲမှာပြည့် တိချပြီးပါဦး ဒီဘက်မှာအဆင်မရှိဘူးနော်ပြည့်နေတော့ မသိရ ဟိုဘက်ကအဆင်မရှိတော့ဘူးမပြည့်နေတော့နော်တီတွေပါ သင်ပြစ်လိုက်ရမလား အားချောင်းတာနော်အားချောင်းတာနော်အားချောင်းတာနော် အဲ့ဘယ်လိုတိချလဲတိချပြီမနတိချပြီ အားချောင်းတာနော် လိုက်ပါလက်တိချလိုက်ပြီ အားရကွင်း ချင်းသေးပြစ်လိုက် ဝါးကြီးတောင်းတယ်နော် မမကြီးလည်းကွင်း နောက်ဆုံးပွဲထိုင်ထကြီးတယ်3ယောက်1ယောက်ဆော့ရတာမနိုင်သေး
အေး လာရီကြီးစုပါမအဲ့လိုကြီးစု ဘု ပါ ရားကအချိန်အောင်ဆွဲကုန်ပြီ နာတပွဲတော့မနိုင်ဘူးနာတပွဲပဲလားမသိဘူး ဟု နိုင် တ်ပေးပါအောင်စနိုက်ပေးပါ ကြီး အောင် စုပါဟာ ငါးစားလေးနည်းနည်းလောက်ဝင်းရံပေးပါဦးမမီသေးဘူးမမီသေး ချောင်း ဘူး ရန်ကြီးစုပါညီချောင်းရန်အဘချောင်းရန်လေးအဘ အိုက်လိုက်တာ